ဒါကတော့ကီယောင်နဲ့မင်းဟိုတို့ရဲ့အချစ်ဇလန်းအဆုံးသတ်ပိုင်းလေးပေါ့တကယ်ကိုဇင်းဘက်သေးထိရှာရရဲ့အပိုင်းလေးတွေပါတယ်လို့ကြည်နူးစရာအဆုံးသတ်လေးလေးခက်ခဲပါတယ်တကယ်တော့ကီယောင်ကဆေးရုံမှာအိပ်ပျော်နေခဲ့တာပါမင်းဟိုကသူမကိုအိမ်မက်ကဘာထဲခေါ်သွားပြီးသူတို့ရဲ့အမတ်တရားလေးကိုပြန်ဖော်ပေးခဲ့တယ်အစပိုင်းမှာတော့နတ်ဖျားမရဲ့စီမာချက်ကြောင့်တယောက်ကိုတယောက်မေ့သွားကြသေးတယ်လေဒါပေမဲ့ကီယောင်ကသူမရေးထားတဲ့တာယာရီလေးကိုဖတ်နေပြီးအကုန်လုံးကိုပြန်မှတ်မိသွားတဲ့အချိန်မှာတော့မင်းဟိုစီကိုအပြေးလေးသွားခဲ့ပါတော့တယ်ဘာလို့ကျမကိုမေ့သွားရလာလဲလို့ငိုပြီးမေးတဲ့ကီယောင်ကိုမင်းဟိုကတင်းတင်းကြပ်ကြပ်ဖတ်ခဲ့ပါတယ်အဲ့ဒီနောက်မင်းဟိုကကီယောင်ကိုလက်ထပ်ဖို့အထိဆုံးဖြတ်ခဲ့တာပေါ့မောင်လေးဖြစ်သူဒေါန်ကလည်းသူမရှိသမျှစုဘူးလေးကိုထိုးပေးပြီးကျွန်တော်အမကိုကောင်းကောင်းထားပါလို့ရောခမလောင်ကြည့်လို့မာရှာတယ်ဒါပေမဲ့မင်းဟိုကဆုံးဖြတ်ချက်တစ်ခုချထားပြီးသားပါကီယောင်ရဲ့အသက်ကိုကယ်ဖို့အတွက်သူကအသက်ပေးဆက်ဖို့ပြင်ဆင်ထားတယ်